ရှင်လေးဝိသားရှင်လေးတို့ကမခိုင်တော့မရဆိုတော့ကျွန်တော်လည်းကြာထွက်တော့ပါနှစ်လပိုင်းတော့ထွက်တော့တဲ့ရှင်လေးတို့ပါစနေသားချင်းကန်စားပေးပါဦးဟုတ်ကဲ့ဒီမှာကျွန်တော်တရှင်များအားပေးခြင်းတဲ့ YouTube မှာသူ့အောင်တရှင်များလည်းခံနေတော့တရှင်အများကြီးရှိပါတယ်ဒီလို